အားလုံးပဲကျွန်တော်တို့အခုပြောပြချင်တာကတော့ဒီ international break မှာဇာတ်မားတွေဟာတော်တော်များများတန်ရကြတယ်နောက်ပြီးတော့လက်ရှိ international break ကန်တဲ့ချစ်ကြည်ရေးခြေစမ်းပွဲတွေရောတော်တော်များများပွဲတွေမှာဇာတ်မားတွေဟာကြည့်လိုက်မယ်ဆိုရင်အာဂျိုမန်တက်ကန်တာကိုကျွန်တော်တို့နေရာလေးငကိုဆိုရင်တန်မျိုးချစ်ကြည်ရေးပွဲတွေမှာပြောမယ်ဆိုကြည့်တာshort ကန်တာဟုတ်တော့မလားအဲ့လိုမျိုးတွေကျွန်တော်ပြန်ပြီးတော့အတင်းနှုတ်ထွက်တာပါညာပေါ့ဗျာဟုတ်တယ်မလားပြီးရှိတယ်ဒါပေမဲ့ဒီ international break ကဘာဖြစ်လို့အလိုကန်ရလဲဆိုတော့ကျွန်တော်ရှင်းပြပြီးတာဘာဖြစ်လဲဆိုတော့2026 bracket ကရောက်တော့ဒီကမ္ဘာဖလားရောက်တဲ့အချိန်မှာသူတို့ဟာတရှိခြေစမ်းပွဲရောတကယ်ခြေစပွဲရောကန်တဲ့အချိန်မှာရလက်ပိုင်းတင်မကပဲသူတို့ရဲ့ခြေစွမ်းပိုင်းကောင်းမှုကလိုအပ်တယ်အဲ့ဒါမို့ကျွန်တော်တို့ပြီးကျွန်တော်တို့ဒါမန်စီးတီးရဲ့ကျွန်တော်ကွင်းကစားသမားဖိုလန်ဆိုရင်ကျွန်တော်တို့ဒါဟိုဘက်ကအာရူဟိုဖြတ်တောက်လို့မို့တို့တန်ရတော်တော်ကြီးရသွားတယ်ရောက်ကျွန်တော်ပြီးဒါဖိုလန်ရဲ့ကမ္ဘာဖလားခွင့်ကြီးကလည်းကျွန်တော်တို့ဒီမဲ့ဆိုတော့ရွေးချော်ဖို့ကပို့ပြီးတော့များတော့တယ်အဲ့အောင်ပြောကြရပေါ့အားလုံးဟိုဘာလို့ဖြတ်တာလဲပေါ့နောက်ပြီးတော့ရာဘင်ဟာလည်းတန်ရရတယ်နောက်ပြီးတော့တခြားကျွန်တော်ပြောမယ်ဆိုရင်တော့တခြားနေရာမှာလည်းအရန်ကိုကျွန်တော်တို့ကြံ့ထမ်းနေပါရင်ပြောကြတယ်နောက်ပြီးဘာလို့အဲ့လိုတွေပြောလဲဆိုတော့သူတို့ပိတ်သက်တင်နေတဲ့ဒါဂရာမားတွေပဲကိုကျွန်တော်ပြေးပြီးတော့တွေးကြည့်နေတယ်ဗျဂရာမားတွေဟာပြောမယ်ဆိုရင်ဒီအချိန်မှာအားလုံးဒီဝက်ကတ်ကိုကန်ရင်ဘယ်လိုမျိုးပွဲနေနေရုံးကန်ရမယ်ဆိုတာတော်တော်လေးပြောမယ်ဆိုတော့အတင်းရုံအားအပြည့်နဲ့ကန်ရမယ်ဆိုတော့တို့ရဲ့mindset ထဲမှာသူတွေထားပြီးတာအဲ့ကြောင့်မို့ဆိုရင်ဒါတန်ရရတဲ့ကောင်တွေရှိမှာပဲပြောမယ်ဆိုရင်တော့ဒီ rocket မှာခြေစွမ်းပြနိုင်ဘူးကဒီကကိုကျိုးတင်ဟာစေလုပ်တဲ့သဘောပဲနောက်တစ်ခုကျွန်တော်တို့အပြည့်မပြောဖို့ကျွန်တော်တွေတောင်းဆိုခြင်းတွေဂရာမားတွေကျူးစားတယ်ဒါပေမဲ့ဘလို့နေပဲမဖြစ်တော့ဒါကျွန်တော်အပြည့်တင်ရစရာမရှိဘူးလူပဲဗျာကိုယ်နိုင်ငံကိုယ့်အတွက်တော့ကန်နေရတာပဲကိုယ်နိုင်ငံဒီလိုမျိုးကမ္ဘာပေါ်မှာနံပါတ်1တင်ပွဲအောင်worker ဒီ worker မှာဒီ worker ကြီးကိုကစားခွင့်ရမယ်ဆိုရင်တို့အိမ်မက်သူတို့ဒါမှမဟုတ်ဒီတို့ရဲ့ရင်မချက်ပန်းနိုင်ဟာဒီကစားမပေါ်မှာဒီ worker ကန်ရဖို့ပန်းနိုင်ပဲဒီ worker ကိုကန်ရဖို့ဘယ်လောက်စူးစမ်းခဲ့ရလဲဆိုတော့တို့ဒါတို့ကစားမတက်လျှောက်လုံးလေးတို့လေဒါဒီကစားမရဲ့အိမ်မက်ပဲဗျဒါကြောင့်မို့ဒီတွင်မှာကန်ရမယ်အချိန်မှာဒဏ်ရတဲ့ကောင်တော့ဒါကန်ဆူးမမောင်ကြပြီးလစ်ပဲဟုတ်ပြီဒီချိန်မှာလုံးနေဖြတ်မှာပဲဒါကြောင့်မို့ခင်ဗျားတို့ဒီချိန်ခြေစမ်းပွဲတွေရောခြေစပွဲတွေကအကြည့်ဖို့လိုအပ်တယ်ဒါနဲ့ကျွန်တော်တို့ခင်ဗျားတို့ကိုနည်းနည်းတော့မေးချင်တယ်ဒီ workout မှာခင်ဗျားတို့ကတော့ဘယ်အသင်းနေမြန်ဖလားရဖို့ကျွန်တော်တို့တွေခင်ဗျားတို့အနေနဲ့ရည်မှန်းထားတယ်ကျွန်တော်တို့ဖန်နေရတော့ပေါ်တူဂီကိုအားသွင်းခွင့်အားပေးမယ်မက်ဆီဖန်နေရတော့ကျွန်တော်ပြောမယ်ဆိုတော့ဒီယာဒီ workout မှာတော့တကြီးဖီအားမရှိတော့ဘူးငါတို့ workout ရပြီဒါပေမဲ့ဘယ်လိုပဲဖြစ်တော့ကျွန်တော်ထက်ရရင်တော့လိုချင်နေတာပဲဆိုပြီးရှိရတယ်နေမာဖန်နေရတော့တော်လေးဒီချက်မှာတော်တော်လေးစိတ်ကောင်းစရာဖန်လို့ပြောရရင် SMB ကျွန်တော်တော့ဒီမဲ့ဆိုကျွန်တော်တိန်တော့ဘားနေမှာနေမာဖန်နေအမေတို့တွေကတော့နေမာဒီ workout မှာပါဖို့ရာကကျွန်တော်ဆိုတော့ကျွန်တော်တို့မပါနိုင်ဘူးလို့ကျွန်တော်များတယ်ကျွန်တော်လည်းနေမာအတွက်ကတော့စိတ်ကမကောင်းဘူးဗျသူရဲ့နောက်ဆုံးဘက်ကတွေကိုကျွန်တော်ဘယ်လိုပဲဖြစ်အရန်ကုန်မှာပဲဖြစ်ဖြစ်ကျွန်တော်တို့ပါစေချင်နေတာဘာဖြစ်ပါကျွန်တော်တို့ဒီနောက်ဆက်ကြဘက်ကတော့ကျွန်တော်ထင်ထားတဲ့အတင်းတွေတော့ရှိတာပါဗျကျွန်တော်တော့ဥပမာပြောမယ်ဆိုတော့ဒီအခုဆိုရင်ဖလားရနေကြအမြဲဆုံးအတင်းရပြည်နေတော့စပိန်ဖြစ်နေတယ်စပိန်ရေမန်းဆုံးစပိန်အပြီးတော့အင်္ဂလန်ပြီးတော့ France နော်အင်္ဂလန်ကတော့ပါတယ်ဗျာနော်အင်္ဂလန်ကတော့တော်တော်လေးဒါပွဲတိုင်းကျော်နာမည်ကြီးထင်မင်းခက်နော်အဲ့လိုပဲသူဆရာကြီးများနေတဲ့အင်္ဂလန်ကတော့ဒီအချိန်မှာပဲဖလားရသွားမလားတော့မသိဘူးဗျသူချယ်ရဲ့လက်အောက်မှာဘယ်လိုလေးကင်မလဲဆိုတော့ကျွန်တော်ဒီ workout မှာစောင့်ကြည့်ရမယ်နောက်ပြီးအင်္ဂလန်ကအကောင်ကြီးရွေးချယ်စရာများတယ်အဲ့ကြောင့်မို့ကျွန်တော်အင်္ဂလန်မှာကွန်းတယ်ရောတိုက်စီရောနောက်တိုင်းရောအတင်းယုံနေရအောင်ကျွန်တော်ဒီမြင်တွေ့ရမှာဖြစ်ပါတယ်ဒါကြောင့်မို့ဒီချိန် workout အတွက်ဒီချိန်ရကန်တဲ့ခြေစမ်းပွဲခြေစပွဲတို့ကြံထန်းကန်တာကိုခင်ဗျားတို့တွားပြီးတော့အဖြစ်တင်စရာမလိုဘူးကလပ်ဆိုတာကပြောမယ်ဆိုရင်ကလပ်ဆိုတာကနှစ်တိုင်းကန်ရတယ်ကလပ်လည်းပဲဒီ workout ဆိုတာ၄နှစ်မှတစ်ခါကန်ရတဲ့ပြိုင်ပွဲကြီးဆိုတော့ဒီပြိုင်ပွဲကိုပါဖို့ယူအားသွန်ခိုးဆိုင်စူးစမ်းကြမယ်ပါတယ်ဒါကြောင့်မို့ဒီချိန်မှာကြမ်းတမ်းတဲ့ကောင်တွေရောဘယ်လိုပဲအတင်းရုံးကန်တဲ့ကောင်တွေရောဒါမင်းကောင်တွေဒီခြေစမ်းမိုးလေးတွေဘယ်လိုရုံးတာလဲဆိုပြီးတော့တွားအပြစ်ပြောစရာမပြောတင်ပါဘူးလို့ဆိုတော့သူတို့ဘက်ကပြီးတော့ချီပြီးဖို့ကျွန်တော်ပြောပါတယ်ကလပ်ဆိုတာကတော့ဟုတ်တော့မလားဒီတိုင်းပဲသူတို့ကန်နေရတယ်လာစာပေးထားတော့ကကအများကြီးပေးတာမှန်ပေမဲ့သူတို့ရဲ့မျိုးချစ်စိတ်နိုင်ငံတွေကတော့သူတို့ဒီ၄နှစ်မှတစ်ကြိမ်ကျင်းပတဲ့ပြိုင်ပွဲယူတော့ကန်ချင်းကြမှာဖြစ်တယ်အားကြောင့်ခင်ဗျားတို့ဒီချိန်မှာဒီရိုတင်းမှာဂရာမာတွေကိုမဆူဖို့ကျွန်တော်ကနေပြီးတော့ခြားရနေပြီးမိသားစုခင်ကြပါတယ်
ဘိုင်မှာငါရှင်းနေတွေကိုပိုင်စနေကြပါစေ